စစ်တဲ့ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါရှင်အခုမြင်တွေ့နေရတဲ့မြင်ကွင်းတွေကတော့ဒါရွှေဘူးတို့ကထင်ရသည်ကထွက်ခဲ့တဲ့ပွဲလေးတွေရဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်ရှင်အခုစီစဉ်တင်ဆက်နေရတော့တကူတော် stage show အစီအစဉ်တွေပဲဖြစ်ပါတယ်ရှင်သမီးရွှေဘူးပြည့်ရှန်တေးဂီတအဖွဲ့ကြီးကပွဲအစမှအဆုံးထိကိုဖျော်ဖြေတင်ဆက်မှုများစွာနဲ့ဖျော်ဖြေတင်ဆက်ပေးရဖြစ်ပါတယ်ရှင်သမီးရွှေဘူးပြည့်ရှန်အဖွဲ့ကြီးအဆိုရင်မြန်မာတန်စင် Kid Boss Stage Show တေးတရုပ်ဖော်ဒန်ဆာများနဲ့အတူတူပွဲနေလိုက်ဖက်တဲ့အစီအစဉ်ကောင်းများစွာကိုလည်းဖျော်ဖြေတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်သမီးရွှေဘူးပြည့်ရှန်ရဲ့အဖွဲ့ကြီးမှာဆိုလို့ရှိရင်အဖွဲ့သူအဖွဲ့အင်အား18ယောက်တိတိပါရှိမှာဖြစ်ပါတယ်ရှင်သမီးရွှေဦးပြည့်ရှန်ရဲ့အဖွဲ့ကိုငှားရမ်းခြင်းနဲ့ဆိုလို့ရှိရင်အလူမင်္ဂလာပွဲဖျားတီတင်ပွဲမွေးနေ့စသဖြင့်ပွဲများအားလုံးကိုငှားရမ်းခြင်းနဲ့ဆိုရင်သမီးရဲ့ဖုန်းလေးကိုဟယ်လိုလိုက်ပါရှင်ချစ်ရပရိသတ်ကြီးအားလုံးနဲ့လည်းအတူတူဆုံတွေ့ကြပါသေးရဲ့ရှင်သမီးကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တအိုးကြီးစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကြမှာခြင်းတွေနဲ့တလုံးတဝကြီးပြည့်စုံကြပါစေရှင်အားလုံးကိုအယမ်းချစ်ပါရဲ့ရှင်